မင်္ဂလာပါရှင်ဗမာတန်ရေဒီယို BVR ရဲ့2016ခုနှစ်မတ်လ30ရက်ညနေခင်းသတင်းဒီကိုတင်ဆက်ပေးပါမယ်ဒီကနေ့ရဲ့ထူးခြားဆုံးသတင်းကတော့မြေပြည်တော်မှာကျင်းပတဲ့အစည်းအဝေးအတွင်းအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့နန်နီနီအေးတို့ကိုဒုတိယသမ္မတလောင်းတွေအဖြစ်ကြံ့ခိုင်ရေးပါတီကအဆိုပြုလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်မင်းအောင်လှိုင်ကိုဒါဝဲမဲစန္ဒာနေကဒေါက်တာကျော်ကျော်ကအဆိုပြုခဲ့တာဖြစ်ပြီးပင်လောင်းမဲစန္ဒာနေကနန်းရည်ဝင်းကထောက်ခံခဲ့တာပါတခြားအပြိုင်အဆိုပြုမှုတွေရှိခဲ့ပေမဲ့လည်းလက်ရှိဖွဲ့စည်းပုံအရကြံ့ခိုင်ရေးပါတီကပဲအသာစီးရနေတဲ့အတွက်မင်းအောင်လှိုင်ပဲရွေးချယ်ခံရဖို့ရှိနေတယ်လို့လေ့လာသူတွေကသုံးသပ်နေကြပါတယ်တဆက်ထဲမှာပဲစစ်တပ်ထိပ်ပိုင်းမှာယာဒူးအပြောင်းအလဲကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပါတယ်အကြမ်းဖက်မင်းအောင်လှိုင်နဲ့ဒူးစစ်ခေါင်းဆောင်စိုးဝင်းတို့ဟာစစ်တပ်တာဝန်တွေကနေအနားယူသွားပြီဖြစ်ပြီးသူတို့နေရာမှာရဲမွင်းဦးကကာကွယ်ရေးဦးစီးချုပ်အသစ်ကျော်စွာလင်းကဒုတိယကာကွယ်ရေးဦးစီးချုပ်အသစ်တွေအဖြစ်ဒီကနေ့မနက်ပိုင်းမှာပဲယာဒူးလွှဲပြောင်းယူခဲ့ကြတယ်လို့မြေပြည်တော်စစ်တပ်သတင်းအရင်းမြစ်တွေစီကသိရပါတယ်။ဒါအပြင်ဒုတိယဗိုလ်ချုပ်ကြီးကိုဦးကတော့ညှိနှိုင်းကွက်ကရေးမှုဖြစ်လာပါတယ်။စစ်ရေးခြေနေတွေကိုကြည့်မယ်ဆိုရင်ချင်းပြည်နယ်ဖလားမြို့နယ်ဘက်မှာတိုက်ပွဲတွေအလွန်ပြင်းထန်နေပါတယ်။စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုချင်းတော်လန်ရဲ့ကပ်ဖွဲ့တွေက15ရက်ကြာကြားချက်တိုက်ခိုက်ခဲ့ရမှာဗိုလ်မှူးကြီးဝင်းမောင်အပါအဝင်စစ်သား60နီးပါးတေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောင်းတစ်ခုလုံးပြုတ်ထွက်သွားတာမျိုးတွေရှိသလိုတေဆုံးသူတွေကိုကလေးမျိုးကစစ်တနာချုပ်စီပြန်တဲ့သွားရတဲ့အထိနာနေတာထက်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့လဲဝမ်းနည်းစရာသတင်းတွေရှိနေပါတယ်။ပလက်ဝါမြို့နယ်ကြောက်ချောင်းကြီးရွာကိုစစ်ကောင်စီက Jet Fighter 2စီးနဲ့ဘုံကျဲခဲ့လာကြောင်းကလေးငယ်တအူအပါအဝင်အရက်သား8ဦးတေဆုံးပြီး4ဦးဒဏ်ရာရခဲ့ပါတယ်။ဒါဟာဘာတိုက်ပွဲမှမရှိဘဲရည်ရွယ်ချက်ရှိလွတ်ဆောင်ခဲ့တာလို့ဒေတာခန်ဒီကပြောပါတယ်။အလားတူပဲ KNU နယ်မြေအတွင်းကပြချောင်းကြီးရွာရဲ့စာတင်ကျောင်းတစ်ကျောင်းလေကျောင်းဖုံးကျဲမှုကြောင့်ဖြစ်စည်းသွားခဲ့ရပါတယ်။ထောင်တွင်းလူအခွင့်အရေးချိုးဖျက်မှုအနေနဲ့စကိုင်းတိုင်းတန့်စီအချုံထောင်မှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူမတတ်တတ်မှာဟာစေကူတာခွဲမရပဲသွေးလေးဗနာယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူဟာရွှေဘိုခရိုင်ထပေါ်တာဝန်ကျန်ရဲ့ဇနီးဖြစ်ပြီးဓာဆောင်အဖြစ်ဖမ်းဆီးခံခဲ့ရသူပါ။ထောင်အာဏာပိုင်တွေကလုံလောက်တဲ့စေကူတာခွင့်ပေးဖို့ညှင်းဆန်နေတာကြောင့်အခုလိုအသက်ဆုံးရှုံးခဲ့ရတာဖြစ်တဲ့အတွက်နိုင်ငံတကာကအလေးထားစောင့်ကြည့်ပေးဖို့တောင်းဆိုမှုတွေရှိနေပါတယ်။ကုန်စည်နှုန်းနဲ့ဆက်ဆုံးရည်အခက်ခဲကတော့ပြည်သူတွေအတွက်အတော်လေးဝန်ထုတ်ပွင့်ဖြစ်နေပါတယ်။မကွေးတိုင်းပခုတ်ခုမြို့နယ်မှာဆက်ဆုံးရည်ဆိုင်တွေကစီအလုံလမယောင်ပဲမောင်ခုစည်းကွက်မှာဈေးတင်ရောင်းနေတဲ့အတွက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာစီတလီတာကို1000ကျော်အထိပြီးဝယ်နေရတဲ့အပြင်စစ်ကောင်စီကလှုပ်ဆောင်မဲ့အတူအရောက်ပြောပေါ်ရှင်ပွဲတွေကိုလည်းမပါဝင်ကြဘူးလို့သတိပြန်ချက်တွေထွက်ပေါ်နေပါတယ်။နိုင်ငံတကာသတင်းတွေကိုကြည့်မယ်ဆိုရင်တော့အရှိအလေပိုင်းအီရန်စစ်ပွဲကြောင့်ကမ္ဘာရေနံစီဟာတစီကို$116အထိအမြင့်ဆုံးရောက်သွားခဲ့ပါတယ်။ American သမ္မတဒိုနယ်ထရန့်ကအီရန်ရဲ့ရေနံတင်ပို့ရကျွန်းကိုစစ်ခိုက်ဖို့အထိစဉ်းစားနေလေလို့ပြောဆိုလိုက်တဲ့အတွက်စစ်မီးကပိုပြီးတောက်လောင်လာနိုင်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့ကာကွယ်ရေးအကူအညီတွေရဖို့ဂျော်ဒန်နိုင်ငံကိုရောက်ရှိနေပြီးdrone တွေကိုဈေးသက်တရားနဲ့ပစ်ချနိုင်တဲ့နိုင်ငံရေးတချိုင်ပိုင်းဆိုင်ရာနီးပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်နေပါတယ်။တစ်ဖက်မှာလည်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကအမေရိကန်အထိပစ်ခိုက်နိုင်တဲ့ဒုံးကျင်းအင်ဂျင်အသစ်ကိုစမ်းသပ်ပြသပြီးစစ်ရေးအင်အားပြသနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ဗမာတန်ရေဒီယို BVR ပရိသတ်တွေအတွက်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဘေးအန္တရာယ်ကင်းဝေးပြီးငြိမ်းချမ်းတဲ့နေ့ရက်လေးဖြစ်ပါစေရှင်။